တမီးတိုက်နေတာကိုဘယ်လိုထားပြောလိုက်ပါဘုန်းမဲနဲ့ကွာကျွန်တော်တစ်ထောက်တော့မမြင်ဘူးတက်နေရသလားလို့မလုပ်လိုက်သိတော့မယ်မမတက်တယ်မမတက်ရဘာလို့လဲဟာဘာမှကျွန်တော်ဆွဲလိုက်တာဆွဲနေတဲ့တတိကောင်းတာပဲဟမ်ငါတပည့်တို့မအောင်လုံနိုင်နေဆိုတော့မင်းတော်တော်စွမ်းတာပဲကျွန်တော်လုံတာမဟုတ်ပါဘူးဗျာငါမြင်လိုက်တယ်မင်းလှုပ်ပြီးအခုပြေဦးလုံးမလားမဟုတ်ပါဘူးသူတို့ဖြစ်ကြတာပါဗျာဘာသူတို့မင်းကိုတနတ်နဲ့ပြစ်လိုက်ရင်ပတ်ဝန်းကျင်ကြားသွားမယ်အဲ့တော့အဲ့တနတ်မသုံးတော့ကျွန်တော်လုံတာမဟုတ်ဘူးအရေးမှာငါ့ကိုခွက်ပြောင်နေသေးတယ်ကျွန်တော်လုံတာမဟုတ်ဘူးလို့လုံတယ်ဟာစင်းငယ်စမ်းမစင်းဘူးစင်းငယ်စမ်းမစင်းဘူးလို့ဒါနဲ့မစင်းတာဘူးဆိုရင်တနတ်နဲ့စင်းကိုင်းမှာပေါ့ကွာတနတ်နဲ့ပြည့်တော့ပဲရမယ်စင်းဟဲ့လို့ကျုပ်တာအဲ့ကျုပ်တာကိုပြန်ပြီသမိုင်းထောက်ထားတဲ့သူရဲကောင်းမျိုး